ရာအော့ဂျာဘရိုင်းခရိုဘော်မှာဒက်ခလခေါ်တဲ့ခန္ဓာကိုယ်သိညက်ရဲ့ Predator လေးတစ်ကောင်ဟာလေ့ကျင့်ရေး mission တစ်ခုဆင်းနေပါတယ်။သူဟာကရိယာမျိုးစုံကိုအသုံးပြုပြီးခရီးဆက်လာရင်ဂုတစ်ခုတည်းကိုဝင်ရောက်သွားခဲ့တယ်။အဲ့ဒီမှာသူ့ရဲ့ scanner ကနေတဆင့်သူ့အကိုဖြစ်သူအနီးနားမှာပုံနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ဒက်ကသူ့အကိုရဲ့နောက်ကျောဘက်ကနေဓာတ်နဲ့ဝင်ခုတ်လိုက်ပြီးမယ်ခွေးကအချိန်မီလိကားကွယ်လိုက်နေပါတယ်။ ညီကိုနှစ်ယောက်တိုက်ခိုက်ကြတဲ့အခါမှာကွေကလွန်ကူရဲ့အနေအထားကိုအခွင့်ကောင်းယူဖို့ဒက်ကိုတရီပေးရင်လောင်ပြောင်နေခဲ့တယ်။သူတို့နှစ်ယောက်ဂူထဲမှာအပြန်လန့်ဓာချင်းခုတ်ရင်တိုက်ခိုက်နေကြပါတော့တယ်။အတော်ကြာတိုက်ခိုက်ပြီးတဲ့နောက်မှာတော့ကွေကဒက်ကိုအကွက်ပိမြောက်လောက်လိုက်နိုင်ပါတယ်။ဒါပေမဲ့သူ့ကိုမတက်လိုက်ပါဘူး။ဒက်ကအရှုံးမပေးတဲ့အတွက်ကွေကသူတို့ရက်နေတဲ့ကြောက်တိုင်ကိုခုတ်ချလိုက်ရမှာဒက်ဟာ6ကန်းပါတဲ့ပြုတ်ကျပါပါတယ်။ဒါပေမဲ့ဒက်ကနေရန်ကိုတွေ့ကပ်ပြီးပြန်တက်လာကကွေကိုထက်မှန်တိုက်ခိုက်ခဲ့ပြန်ပါတယ်။နောက်ပိုင်းသူတို့ရဲ့ရင်ပြန်ပေါ်ရောက်တဲ့အခါကွေကဒက်ကိုမျိုးနွယ်စုကလန်ထဲမှာနေရာတနေရာရဖို့တားကောင်တကောင်ရွေးချယ်တတ်ချက်လာမယ်လို့ပြောပါတယ်။ဒက်ကတော့ Death Planet လို့လူသိများတဲ့ Jenna Gyo ကိုတွားပြီးဘလို့မှတက်လို့မတည်ဘူးလို့နာမည်ကြီးတဲ့ Kalesk ဆိုတဲ့တားရဲကောင်ကြီးကိုတွားသက်ချင်နေပါတယ်။သူတို့အဖေတောင်ကြောက်ရတဲ့တားရဲကောင်ကြီးပါ။ဒက်ကတော့သူ့အဖေကသူ့ကိုအားနေတဲ့ကောင်လို့မြင်နေလားကိုတက်တည်ပြချင်နေတာဖြစ်ပါတယ်။ကိုယ်ကသဘောမတူပေမဲ့ဒက်ကတော့ဂရိသစ္စာပြုလိုက်ပါသည်။ အဲ့ဒီအချိန်မှာပဲသူတို့အဖေအန်ဂျာနကြပြန်ရောက်လာပြီးဒက်ကသူ့ရဲ့တွေးဆက်နဲ့ဂါရဝပြူပါတယ်။အန်ဂျာကဒက်ကိုတပ်ပစ်ဖို့ကိုယ်ကိုအမိန့်ပေးခဲ့ပြီးကမို့လို့ဘာလို့အသက်ရှင်နေသေးတာလဲဆိုပြီးအံ့ဩသွားပါတယ်။အန်ဂျာဟာဒက်ကိုအားနေလို့ကလန်ထဲမသွင်းကျင်ပါဘူး။ကိုယ်ကတော့ဒက်ကိုတက်တက်ပြဖို့အခွင့်အရေးပေးတယ်လို့ယူဆပါတယ်။ဒေါဖာထွက်နေတဲ့အန်ဂျာဟာဒက်ကိုဖမ်းချုပ်မဲ့ကိရိယာတစ်ခုပစ်လိုက်ပြီးအခုချက်ချင်းတပ်ပစ်ဖို့ကိုယ်ကိုပြောပါတယ်။ဒါပေမဲ့ကိုယ်ကဒက်ကိုပြန်လွတ်ပေးလိုက်ပြီးရင်ပြန်ထဲထွက်သွားနိုင်အောင်လေဆာတကားကိုဖွင့်ပေးလိုက်ပါတယ်။အန်ဂျာကပြစ်ခတ်ဖို့လုပ်တဲ့အတွက်ကွေကဒိုင်းကဖွင့်ပြီးသူ့ညီကိုကာကွယ်ပေးလိုက်တယ်။ဒက်ထွက်ပြလို့မရအောင်ရင်ပြန်တကားကိုပိတ်လိုက်တဲ့နောက်မှာတော့တားဖနှစ်ယောက်တိုက်ခိုက်ကြပါတော့တယ်။ကွေဟာအန်ဂျာကိုလက်နက်မဲ့သွားအောင်လုပ်နိုင်ခဲ့ပေမဲ့အန်ဂျာကကိုပြောက်စနစ်ကိုတုံးပြီးတိုက်ခိုက်ပါတယ်။အန်ဂျာကကွေရဲ့လက်ကိုဓာတ်နဲ့ထိုးလက်မောင်းကိုဖြတ်ပစ်လိုက်ပြီးသူ့သားကိုလဲကျသွားအောင်လုပ်လိုက်တယ်။ကွေကဓာတ်ကိုလမ်းမယူပဲသူ့ရဲ့ပြတ်သွားတဲ့လက်မောင်းစီကိုတွားသွားနေတာမြင်တော့အန်ဂျာကအားနေတဲ့ကောင်လို့ပြောပြီးဓာတ်နဲ့ထိုးတက်လိုက်ပါတယ်။ဒါပေမဲ့ကွေကသူ့ရဲ့နောက်ဆုံးထွက်သက်မှာဒက်ထွက်သွားနိုင်ဖို့အတွက်ရင်ပြန်ကိုဆက်နိုးပေးလိုက်ပါတယ်။ဒက်ဟာသူ့ကိုအသက်ခံလိုက်ရတာကိုကြည့်ရင်ရင်ပြန်ထွက်ခွာသွားတဲ့အချိန်ကြောင့်တတိလစ်သွားပါတယ်။အချိန်တစ်ခုကြာတော့အကျုပ်ပေးတန်တွေကြောင့်ဒက်နိုးလာပါတယ်။ရင်ပြန်ကပစ္စည်းနေပြီးဂျန်နာဂျိုစီကိုဥတီနေပါပြီ။ဒက်ဟာထိုင်ကုန်ကိုဖြုတ်ပြီးအရေးပေါ်ခုန်ထွက်လိုက်ပါတယ်။ဂျန်နာဂျိုရဲ့ကောင်းကင်ရံကနေအရှင်ပြင်းပြင်းနဲ့ပြုတ်ကျလာပြီးငှက်တကောင်နဲ့တိုက်မိမလို့ဖြစ်ခဲ့ပေမဲ့ဒိုင်းကဖွင့်ပြီးတစ်တော်ထဲကိုပြတ်ကျသွားပါတယ်။ဒက်ဟာစိတ်ပြက်လက်ပြက်နဲ့အော်ဟစ်လိုက်ပြီးတားရဲကောင်ကြီးကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့လက်နက်တွေကိုစစ်ဆေးပြီးပတ်ဝန်းကျင်ကိုစူးစမ်းတဲ့အခါနွယ်ပင်လိုအကောင်တကောင်ကသူ့လက်နက်ကိုဆွဲယူဖပါတယ်။နောက်ထပ်နွယ်ပင်တွေကသူ့ကိုဝိုင်းပြီးတိုက်ခိုက်လာကြပါတယ်။ဒက်ဟာသူ့ရဲ့လေးနဲ့ပြည့်ဓာတ်နဲ့ခုတ်ပြီးခုခံပေမဲ့နွယ်ပင်တွေကပိုပြီးများလာပါတယ်။နောက်ဆုံးမှာတော့နွယ်ပင်တစ်ပင်ပေါ်ခုန်တက်ပြီးပြေးလွှားရင်6ကမ်းပါထိတ်ကိုရောက်သွားမှလွတ်မြောက်သွားပါတယ်။အဲ့ဒီနောက်ဒက်ဟာသူ့တန်ရာကိုဆေးကုသပြီးစကန်နာနဲ့ဆေးဖက်ဝင်အပင်တွေရှာဖွေပါတယ်။ပောက်ကွဲနိုင်တဲ့ပိုးကောင်တွေကိုလည်းလက်နက်လုပ်ဖို့စုဆောင်းပါတယ်။ကွင်းပြင်ကျဲကြီးတစ်ခုမှာထူးဆန်းတဲ့အပင်တွေနဲ့ကြုံရပြီးအဲ့ဒီနေရာမှာတီယာလို့ခေါ်တဲ့စက်ရုပ်မလေးစင်သက်တစ်တရုပ်ပိတ်မိနေတာကိုတွေ့လိုက်ရပါတယ်။တီယာကသူမဟာလူသားနေအစားဒီဂျိုဘောင်လွတ်လိုက်တဲ့ Android စက်ရုပ်ဖြစ်ကြောင်းပြောပြပါတယ်။ရုတ်တရက်ဂျန်နာဂျိုရဲ့လင်းတန်ငယ်ကြီးတကောင်ရောက်လာပြီးကြောက်တောင်းတွေနဲ့ပစ်ပေါက်တဲ့အခါအပင်တွေကပေါက်ကွဲပြီးအက်တွေနဲ့ပစ်ခတ်ပါတော့တယ်။တီယာကဒီအက်တွေကအကျော်တည်သွားစေနိုင်တယ်လို့သတိပေးပါတယ်။ဒက်ဟာအက်ထီသွားပြီးမူးဝေလာတဲ့အချိန်လင်းတယ်ကြီးကသူ့ကိုစားဖို့လုပ်ပါတယ်။တီယာကဒက်ပေးလိုက်တဲ့ဓာတ်နဲ့လင်းတယ်ကြီးကိုတပ်ဖြတ်လိုက်ပြီးဒက်ကိုကဲတင်လိုက်ပါတယ်။ဒက်ကလီပြန်ရလာတော့တီယာကသူ့ကိုဆေးကုသားတာတွေ့ရပါတယ်။တီယာမှာခန္ဓာကိုယ်အောက်ပိုင်းပြက်နေလာကိုဒက်တတိထားမိလိုက်တယ်။တီယာကကန်လက်စ်တားရဲကောင်ကိုရှားချင်းရင်သူ့ကိုခေါ်သွားဖို့လမ်းပြပေးနိုင်ကြောင်းပြောပြပါတယ်။ဒက်ဟာအစကညင်းပေမဲ့တီယာကသူမဟာအထုံးဝင်တဲ့ tool တစ်ခုပါလို့ပြောလိုက်တော့မှဒက်ဟာလက်ခံလိုက်ပါတယ်။ခီးလမ်းမှာတီယာကစကားတွေအများများပါတယ်။မိကန်ဘေးမှာ acid နဲ့ပြတဲ့ပိုးကောင်တွေနဲ့တွေ့တဲ့အခါတီယာကအတီးတလုံးနဲ့များပြီးလမ်းရှင်းပေးခဲ့ပါတယ်။ညဘက်စခန်းချတဲ့အခါတီယာကသူမရဲ့အဖွဲ့နဲ့တက်ဆာဆိုတဲ့တခြားစရုပ်အကြောင်းပြောပြပါတယ်။တကယ်တော့တက်ဆာဟာတီယာနဲ့ရုပ်ချင်းစင်တူပြီးကာလက်စ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားခဲ့ရကနေအခုပြန်ထားပြီးကာလက်စ်ကိုဖမ်းဖို့ပြန်ကြိုးစားနေတာဖြစ်ပါတယ်။တက်ဆာရဲ့စနစ်ထဲမှာတော့ Predator တွေကိုတွေ့ရင်တတ်ဖို့အမိန့်ပေးထားပါတယ်။မနေ့မိုးလင်းတော့ဒက်အစားရှာထွက်ရင်ကျွဲလိုမျိုးပုံစံရှိတဲ့တရဝါကြီးတစ်ကောင်နဲ့တွေ့ပါတယ်။အဲ့ဒီမှာပဲတင်းငယ်တဲ့အကောင်လေးတစ်ကောင်ထွက်လာပြီးကျွဲကြီးကိုလိုက်တိုက်ပါတယ်။အဲ့ဒီအကောင်လေးကိုတီယာကနာမည်မခေါ်တတ်ပေမဲ့ဒက်ကတော့သူ့ကိုပြိုင်ဘက်လို့တတ်မှတ်လိုက်တယ်။ဒက်ကကျွဲကြီးကိုတတ်ဖြတ်လိုက်တဲ့အခါမမျော်လင့်ပဲလူနာဘတ်လို့ခေါ်တဲ့ဘီလူကောင်ကြီးကဒက်ကိုဖမ်းချုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာခုနကအကောင်လေးကဝင်ကူညီပေးလိုက်လို့ဒက်လွတ်မြောက်သွားပြီးဘီလူကြီးကိုပြန်တတ်နိုင်ခဲ့ပါတယ်။
တက်ဆာနဲ့အဖွဲ့ကတော့တီယာကိုရှာဖွေရင်းဒက်ရဲ့ယွင်းပြတ်ကိုတွေ့သွားပါတယ်ဒက်နဲ့တီယာတို့ကတော့စခန်းချရင်းအကောင်လေးလဲသူတို့နဲ့လိုက်ပါလာပါတယ်တီယာကအကောင်လေးကိုဘတ်လို့နာမည်ပေးလိုက်ပါတယ်ဒက်ကသူ့မိသားစုအကြောင်းတီယာကိုပြောပြရင်းဝမ်းနယ်နေတာကိုလက်မခံချင်းပါဘူး နောက်တစ်နေ့မှာဓက်ကဘက်ကိုထားခဲ့ပြီးတီယာကိုဘက်ခေါ်သွားပါတယ်တီယာရဲ့စခန်းဟောင်းကိုရောက်တဲ့အခါအပြစ်စည်းတွေကြားမှာတီယာရဲ့ခြေထောက်တွေကိုပြန်တွေ့ပြီးပြန်လဲတက်ဆင်လိုက်ပါတယ်တီယာကသူမရဲ့အဖွဲကိုအချက်ပြလိုက်ပြီးဖြစ်လို့ဓက်ကိုထွက်သွားဖို့ပြောပြီးမိဓက်ကလက်မခံပါဘူးအဲ့ဒီချိန်မှာကယ်လက်စ်တားရဲကောင်ကြီးထွက်ပေါ်လာပါတယ်ဓက်နဲ့တားရဲကောင်ကြီးအကျိတ်နဲ့တိုက်ခိုက်ကြပါတယ်ကယ်လက်စ်ကဒဏ်ရာရရင်ပြန်ကောင်းနိုင်တဲ့စွမ်းရည်ရှိလို့တိုက်ရခက်နေပါတယ်တီယာကတနက်နဲ့ကူပေးပြီးဓက်ကတားရဲကောင်ရဲ့ခေါင်းကိုဖျက်ချလိုက်နိုင်ပေမဲ့ခေါင်းကကိုယ်နဲ့ပြန်ဆက်သွားပြန်ပါတယ်အဲ့ဒီအချိန်မှာတက်ဆာရောက်လာပြီး grenade တစ်လုံးနဲ့ပစ်လိုက်ရာဒက်ယိုကလက်စ်ပါအေးခဲ့ပြီးအဖမ်းခံလိုက်ရပါတယ်ဒက်တတိရောက်လာတော့တက်ဆာရဲ့ရင်ပေါ်မှာအဖမ်းခံထားပါပြီတက်ဆာကဒက်ကိုစမ်းသပ်မှုတွေလုပ်ဖို့နှိပ်စက်ပါတယ်တီယာကဒက်ကိုလွှတ်ပေးဖို့ပြောပေမဲ့မရပါဘူးတက်ဆာကကမ္ဘာမြေကအဆက်အသွယ်နဲ့စကားပြောဖို့ထွက်သွားတဲ့အချိန်တီယာကဒက်ကိုကယ်ထုတ်လိုက်ပါတယ်ဒက်ဟာရေတကွန်ထဲခုန်ချပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်ဒက်ဟာတဘာဝလက်နက်တွေကိုစုဆောင်းပြီးတက်ဆာရဲ့စခန်းကိုပြန်တိုက်ခိုက်ဖို့ပြင်ဆင်ပါတယ်ဘက်ကကယ်လက်စ်ရဲ့တားပေါက်လေးဖြစ်ကြောင်းဒက်သိသွားပါတယ်ဒက်ဟာအယိုးတွေကိုတန်ချက်ကအဖြစ်ဝတ်ဆင်ပြီးတီယာကိုကယ်တင်ဖို့ပြန်လာခဲ့ပါတယ်တီယာနဲ့ဒက်ပေါင်းပြီးတက်ဆာရဲ့တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ချေမှုန်းပါတယ်နောက်ဆုံးမှာထဆာကစရုပ်ဝတ်စုံကြီးကိုဝတ်ပြီးဒက်ကိုတိုက်ခိုက်ပါတယ်ခလတ်တားရဲ့ကောင်ကြီးကလည်းလွတ်မြောက်လာပြီးထဆာရဲ့စရုပ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်ထဆာကိုခလတ်ကြီးကစားလိုက်ပေမဲ့ထဆာကဘုံခွဲလိုက်တဲ့အတွက်ခလတ်ကြီးပောက်ကွဲတည်ဆုံးသွားပါတယ်ထဆာကအပြက်အစည်းတွေကြားကပြန်ထလာပြီးတီယာကိုတိုက်ခိုက်ဖို့လုပ်ပေမဲ့ဒက်ကနောက်ကနေဓာတ်နဲ့ထိုးတတ်လိုက်ပါတယ်ဇလန်းအဆုံးမှာဒက်ဟာယောက်ျားဖရိုင်းကိုပြန်သွားပြီးထဆာရဲ့ခေါင်းကိုသူ့အဖေနှကြားစီသွားပြပါတယ်နှကြားကလက်မခံပဲတတ်ဖို့လုပ်ပေမဲ့ဒက်ကအဆောင်တွေရောသူ့အဖေကိုပါပြန်လဲတိုက်ခိုက်ပါတယ်ဒက်ဟာရင်ပြန်ရဲ့အင်ဂျင်ကိုဖွင့်ပြီးတဲမုန်တိုင်းဖန်တီကသူ့အဖေကိုအနံ့ယူလိုက်ပါတယ်နောက်ဆုံးမှာတော့အရွယ်ရောက်လာတဲ့ဘတ်ကနှကြားကိုစားပစ်လိုက်ပါတယ်ဒက်ဟာသူ့အဖေရဲ့ဝတ်ရုံကိုယူလိုက်ပြီးကလန်ခေါင်းဆောင်အဖေရက်တီသွားပါတော့တယ်အဆုံးမှာတော့နောက်ထပ်ရင်ပြန်တစ်စင်းရောက်လာပြီးဒက်ကအဲ့ဒါသူ့အမေပါလို့ပြောလိုက်ပါတယ်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကြည့်ချင်တယ် subscribe နဲ့ notification လေးဖွင့်ထားဖို့မမေ့ပါနဲ့ခင်ဗျာကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်